ဒီကလေးပြဿနာပြီးသူရဲ့ကောင်းလေးတွေကလည်းနောက်တဲ့ခီးစင်တွေကိုထက်ဆက်လာရင်တောင်ဝဲတစ်ဖက်ချမ်းကိုဖြစ်လာနိုင်ခဲ့ပြီး S တို့တငယ်ချင်းတွေအတွက်မျက်စိနဲ့လမ်းမစီရဲ့တိုးတစ်ခုရောက်လာပါတယ်။ Fusion ချန်ကိုသွားမယ်လည်းမှာဘလို့ပဲမျက်စိနဲ့လမ်းမနေပါစီအရှိကိုပဲဆက်သွားဖို့အားလုံးကဆုံးဖြတ်လိုက်ပြီးအဲ့ဒီမြင်ကွင်းကိုလည်း Pokemon တကောင်ကစောင့်ကြည့်နေတာဖြစ်တဲ့အပြင်အင်းလုံးစီဝင်လာတဲ့အချိန်မှာလည်းအဲ့ဒီ Pokemon ကပဲထက်ချက်မကွာစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။လူမနေတဲ့အိမ်ကြီးရဲ့နေရံတွေကိုတိုးမိလိုက်ရင်အခြားတစ်ဖက်ကိုရောက်သွားတဲ့အပြင်အဲ့ဒါကတမင်လှုပ်ထားတာမဟုတ်သလိုရွေချက်ရှိနဲ့လှုပ်ထားတာပဲသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲ S တို့တငယ်ချင်းတွေကိုစောင့်ကြည့်နေတဲ့ Pokemon ကထွက်လာပြီးဖော်ကီတဲ့ဂျေဆုနဲ့ Pokemon နာမည် Venonat ဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့ Venonat ကအိမ်ထဲကိုပြေးသွားတဲ့အတွက်အကြောင်းတစ်စုံတရာသိရဖို့အနောက်ကလိုက်ခဲ့တဲ့ S တို့တငယ်ချင်းတွေကထူးဆန်းတဲ့အိမ်ကြီးရဲ့ Pokemon Vedor ထောင်ချောင်းနဲ့ထူးဆန်းတဲ့ကိုပြောက်နေရနေကြမှာပိတ်မိနေတဲ့အခြေအနေပဲဖြစ်ပါတယ်။အဲ့ဒီအပြင် S ကထောင်ချောင်းတစ်ခုနဲ့ဖင်ဆူတော့မဲ့အချိန်ကံကောင်းလို့သာအသက်ရှင်သွားပြီးဒါပေမဲ့ Venonat ကိုစုံမဖို့ပြေးလာတဲ့အချိန်မှာပဲအရေးတွေကလာတဲ့ Shuriken စာမိသွားပါတယ်။ Shuriken စာမိသွားတဲ့ S ကလည်းအနေဆုံးတော့ကိစ္စမတုံးသွားပဲနင်ဂျာမကရောက်လာတာနဲ့သူကနင်ဂျာအာယာဖြစ်ကြောင်းမိတ်ဆက်လိုက်ပြီးခုနကပြစ်လိုက်တဲ့သူ့ရဲ့ခြေလေးတွေကိုဘလို့မြင်လဲလို့ဒဲ့မိလိုက်ပါတယ်။အခုရောက်နေတဲ့နေရာကနင်ဂျာလေးကြီးစကန်ဖြစ်တဲ့အတွက်ဒီနေရာကိုရောက်လာရင်တော့သူနဲ့ကျင်းနေပေါ်တိုက်ရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ S ကတော့အာယာရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပြီးနှစ်ဖက်စလုံး Pokemon တကောင်ပဲသုံးနိုင်မှာဖြစ်ပါတယ်။ S ကတော့သူ့ရဲ့ဘိုဘိုဆိုးကိုအရင်ဆုံးရွေးချယ်လိုက်ပြီးအာယာကတော့ Venonat ကိုရွေးချယ်လိုက်ပါတယ်။ပြိုင်ပွဲစားဘိုဘိုဆိုးရဲ့ထားခင်နဲ့ပွဲဥထွက်တိုက်ပင်မဲ့ Venonat ကအမြင့်ခုံချက်နဲ့ရှောင်ပြလိုက်ပြီး Stansford နဲ့ပြန်တိုက်ပွဲလုပ်ပါတယ်။ဒါပေမဲ့ဘိုဘိုဆိုးကလည်း Warden Wing နဲ့ပြန်ကောင်တာပြလိုက်ပြီး Vine Wing နဲ့ပြန်တိုက်ပွဲလုပ်ပေမဲ့ Venonat ကအမြန်နှုံးနဲ့ရှောင်ပြလိုက်တဲ့အပြင်တက်တက်ရောင်စင်းနဲ့ပါထိထိမိမိအဆုံးသတ်ပေးလိုက်ပါတယ်။ဒါပေမဲ့တစ်ချက်တည်းနဲ့တော့မပြီးသွားပဲဘိုဘိုဆိုးကလည်းနောက်တစ်ခါထပ်မိမလွယ်တော့မှသိတာကြောင့်တက်တက်ရောင်စီကိုမထိမိအောင်ရှောင်ပြလိုက်ပြီးဘိုဘိုဆိုးရဲ့မူအတက်တစ်ခုဖြစ်တဲ့ရှင်တိုင်ကြီးအစိလီးစလိုက်နဲ့ Venonat ရဲ့စွမ်းအားတွေအကုန်လုံးကိုစုပ်ယူပစ်လိုက်ပါတယ်။ Pokemon Season 1အစဆုံးကိုမြန်မာစာတိုင်းထိုးနဲ့ကြည့်ရှင်နေဆိုရင် Telegram မှာဗာမီ Pokemon လို့ရိုက်ရှာပြီးကြည့်ရှုလို့ရပါတယ်။အဲ့ဒီအတွက်လည်းအာယာကအရှုံးပေးလိုက်ရပြီးဒါပေမဲ့ Vedor ဘုံပောက်ကွဲမှုနဲ့အတူ Fusion ချန်ရဲ့ Pokemon Master ခိုခါကရောက်လာပါတယ်။ခိုခါကတော့ဒီကိုရောက်လာရင်ပြန်ထွက်ခွင့်မပြုဘူးဆိုတဲ့အကြောင်းနဲ့တကယ်လို့ပြန်ထွက်ခွင့်လိုချင်ရင်တော့သူနဲ့ရှေ့တိုက်ရမယ်ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။ S ကတော့သူတို့ Fusion ချန်ကိုရောက်နေဆိုတာအခုမှပဲသိလိုက်ရပြီးသူနဲ့ရှေ့တိုက်ရမယ်ဆိုတဲ့ခိုခါရဲ့စကားကိုကြည်နေတဲ့ကြီးလက်ခံလိုက်ပါတယ်။တစ်ဖက်တီနိုကက်ကလည်း Fusion ချန်တွေကအတုံးဝင်တဲ့အစိတ် Pokemon တွေကိုဖမ်းဖို့စီစဉ်နေကြတဲ့အချိန်တစ်ဖက် S နဲ့ခိုခါရဲ့ဂျန်တိုက်ပွဲကလည်းစတင်လိုက်ပြီးနှစ်ဖက်စလုံး Pokemon နှစ်ကောင်တိသုံးနိုင်မှာဖြစ်ပါတယ်။ S ကတော့ဂျန်တိုက်ပွဲအတွက် Pidgeotto ကိုရွေးချယ်လိုက်ပြီးတစ်ဖက်ခိုခါကတော့သူ့ရဲ့ကိုပိုင် Venonat ကိုရွေးချယ်လိုက်ပါတယ်။ S ကတော့သူအနိုင်ယူခဲ့တဲ့ကောင်ဖြစ်တာကြောင့်စိတ်မလှုပ်ရှားပဲဒါပေမဲ့ Venonat ကနေ Venomoth ဖြစ်စင်ကန်းပြောင်းလဲလိုက်ပါတယ်။ပြိုင်ပွဲစားမှာလည်း Venomoth ရဲ့ Stansford နဲ့တိုက်လိုက်တာကြောင့် Pidgeotto လည်း Water Wing နဲ့ကောင်တာပဲမဲ့အလုံးမဖြစ်သွားပဲအဲ့ဒီအချိန်မှာလည်း Venomoth ရဲ့ Sleep Powder နဲ့ Pidgeotto ကိုအလဲတီးပြလိုက်ပါတယ်။ S ကတော့ Venomoth ရဲ့အစွမ်းကိုသိသွားပြီးသူ့ရဲ့နောက်ဆုံး Pokemon အနေနဲ့ Charmander ကိုရွေးချယ်လိုက်ပါတယ်။ Venomoth ကတော့ပြိုင်ပွဲစားမှာနေပဲ Stansford နဲ့ထက်တိုက်လိုက်တာကြောင့် Charmander လည်း Flame Thrower ကိုတုံးပြီးကောင်တာလိုက်ရပါတယ်။အဲ့ဒီအချိန်မှာလည်းပြဿနာဖွဲကတောက်ကျိုးနဲ့ရှိုးနဲ့ဝင်လာပြီးသူတို့ရဲ့ plan တိုင်းအစိတ် Pokemon တွေကိုဖမ်းဖို့အာပွဲနဲ့ဝီစင်ကိုစတင်လှုပ်ရှားကိုင်းပါတယ်။ Pokemon တခုပြဿနာကိုအရင်ကိုင်းနေဖို့အတွက် S နဲ့ Ninja ဖွဲကတက်တင်းနေနဲ့ Charmander Venonat နဲ့ Venomoth ကိုတိုက်ဖို့အမေပေးပြီးအဲ့ဒီအချိန်ဂျိန်းက Pokemon 3ကောင်စလုံးကို Screenshot နဲ့ချုပ်ထားလိုက်တဲ့အပြင်တစ်ဖက် Pikachu ကိုလည်း Jessie ကပဲ Screenshot နဲ့ချုပ်ထားလိုက်ပါတယ်။ Misty အလဲရောက်လာတဲ့အချိန်မှာတော့ Starmie Staryu ကိုရွေးချယ်ပေမဲ့ Side Deck ကမခေါ်ပဲထွက်လာတာကြောင့်ဦးကြောင်ကြောင် Side Deck နဲ့ပဲတိုက်ဖို့ဆုံးဖြတ်လိုက်ပြီး Side Deck ကိုထေးဝင်းနဲ့တိုက်ခိုင်းပေမဲ့ထေးဝင်းကအမီလေးခိုင်အောင်လောက်ပဲရှိနေပြီးနောက်ထပ်လက်သိမ်းနဲ့တိုက်ခိုင်းတဲ့အချိန်မှာလည်းအာဘောကခေါင်းငုံထားလိုက်ပါတယ်။အဲ့လို Side Deck ရဲ့အစွမ်းတွေကဦးကြောင်ကြောင်ဟာသားတစ်ခုလိုဖြစ်နေတဲ့အချိန်ခိုကာကတော့အချိန်နဲ့မကောင်းတော့တာကိုသိရအတွက်ပြေးဖို့ Vedor ထောင်ချောက်ကိုတုံးလိုက်ပါတယ်။အဲ့ဒီအချိန်နေရနေနဲ့မြင်းနှက်ချက်တွေအားလုံးစောင်းနေတဲ့နေရာတစ်ခုကိုရောက်လာကြပြီးတကယ်တော့အဲ့ဒါကရန်သူတွေကိုစိတ်လျှော့အောင်လုပ်ထားတဲ့ထောင်ချောက်တစ်ခုပဲဖြစ်နေပါတယ်။တိတ်မကြခင်ပဲတီနိုကက်က S2 ရဲ့တီနီယာကိုရောက်လာကြတဲ့အပြင် Vedor ဘုံနဲ့ပြစ်လိုက်ပြီး Vedor ဘုံရဲ့ပောက်ကွဲမှုကြောင့်လည်းဖုံမိုးတွေထွက်လာပါတယ်။အဲ့ဒါကိုကင်တွယ်ဖို့အတွက် Pikachu ရဲ့ Electric Attack နဲ့တိုက်ခိုင်းပေမဲ့ Pikachu ကပိုးမြင့်နေထိထားတာကြောင့်အဆင်မပြေပဲဖုံမိုးတွေအကောလုံးဒီပါပျောက်သွားတဲ့အချိန်မှာတော့ Side Deck ကသွေးနဲ့ရှောက်ပြေးနေတာကိုတွေးလိုက်ရပါတယ်။တကယ်တော့ Side Deck ရဲ့ခေါင်းကိုက်တဲ့ယောဂကပိုပြင်းထန်လာတာကြောင့်ဖြစ်ပြီးအဲ့ဒီအချိန်မှာလည်း Side Deck ကိုခွေးရိုက်ထားတဲ့တီနိုကက်အဖွဲ့ကလည်း Side Deck ရုတ်တရက်ညီသွားတာကိုမြင်လိုက်ရပြီး Side Deck က Water တိုက်ပြင် Psychic မျိုးသားထဲမှာပါတဲ့ Pokemon တစ်ကောင်ဖြစ်နေတာကြောင့်တီနိုကက်တစ်ဖွဲ့လုံးကိုလှုပ်မရအောင် Disable နဲ့ချုပ်ထားလိုက်တဲ့အပြင်နောက်ဆုံး Confusion နဲ့ပါလှိတ်နေအောင်ဆုံးမပေးလိုက်ပါတယ်။ပြဿနာအားလုံးပြီးရဲ့ချိန် Side Deck ရဲ့ဖုံးကွက်နေတဲ့စွမ်းအားချုပ်ကိုပထမဆုံးမြင်လိုက်ရပြီး S နဲ့ခိုကာရဲ့မပြီးသေးတဲ့ဂျန်တိုက်ပွဲကလည်းပြန်လည်စတင်လိုက်ပြီးခိုကာကနောက်ထပ် Pokemon အနေနဲ့ Go Back ကိုရွေးချယ်လိုက်ပါတယ်။ပြိုင်ပွဲစမှာလည်း Go Back ရဲ့ဝင်းအထက်နဲ့အာယုံစားနေတာကြောင့်ကောင်တာအနေနဲ့ Amber ကို360 degree လှည့်ပြီးရန်တန်းစော်နေရတဲ့အပြင် Go Back ရဲ့ဆူရှာတဲ့ line အတက်နဲ့ပါတိုက်ဖို့လုပ်ပါတယ်။ Pokemon နှကောင်ရဲ့ပြိုင်ပွဲကလည်းတဖြည်းဖြည်းပြင်းထန်လာခဲ့ပြီးနှစ်ဖက်စလုံးကလည်းပြိုင်ပွဲတိုက်ခိုက်မှုတွေကိုမထိအောင်ရှောင်နေရတဲ့အခြေအနေပဲဖြစ်ပါတယ်။ဒါပေမဲ့ Charmander ရဲ့ Flame Thrower ကလည်း Go Back ပေါ်တိုက်ရောက်မှုရှိလာတဲ့အပြင်နောက်ဆုံးအနေနဲ့ Fire Spin နဲ့ပါတိုက်ပွဲလုပ်လိုက်ပါတယ်။ Go Back ကလည်း Charmander ရဲ့မီးကွင်းကြီးကိုဘာမှပြန်မလုပ်ပြနိုင်တော့ပဲ Go Back ကနေလင်းနို့ကင်ဖြစ်သွားပါတယ်။အဲ့ဒီနောက်ခိုကာကလည်းသူတို့ပေါ်ကျေးဇူးရှိနေတဲ့အနေနဲ့သူ့ရဲ့ဝိညာဉ်တစ်စိတ်ကိုရေယုံကြည်ကြီးနဲ့အပ်ခဲ့လိုက်ပါတယ်။နောက်နေ့မနေ့ရောက်လာတဲ့အချိန်မှာတော့ Astro တငယ်ချင်းတွေမမြင်မှုသေးတဲ့ Pokemon တွေကိုရှာဖွေဖမ်းဖို့ Safari Zone လို့ထင်ရတဲ့နေရာတစ်ခုရောက်လာကြပြီးအဲ့ချိန်တုံကြီးတဲ့မြေကြီးလောက်တန်နေတဲ့ Toro အုပ်ကိုတွေးလိုက်ရပါတယ်။ Toro တကောင်မှအမီးသုံးချောင်းပါတဲ့အပြင်သူတို့ရဲ့အမီးတွေကလည်းကင်တယ်မှုအားကောင်းပြီးဖြတ်စည်းနိုင်စွမ်းကလည်းမြင်မာတာကို Pokédex ရဲ့
ရဲ့ဒေတာကနေတဆင့်သိလိုက်ရပါတယ်အဲ့ချိန်တော်တို့ကိုဖမ်းဖို့ပီကာဂျူကိုရွေးချယ်ပေမဲ့ဇော်ချွေးနဲ့အိပ်ပျော်နေတာကြောင့်ချာမန်နာကိုပဲရွေးချယ်လိုက်ရပါတယ်ချာမန်နာကတော့သူ့ရဲ့အကောင်ဘယ်နဲ့ဆောက်လုပ်ပဲကြီးအသေးလဲထိုးမဲ့ကောင်ဖြစ်တာကြောင့်အမ်ဘာနဲ့တိုက်ဖို့ပြင်တဲ့ချိန်မိုးပေါ်ကကျလာတဲ့ ground land ကဝင်တားလိုက်ပါတယ်ဝင်တားတဲ့ ground land ကိုပါ flame thrower နဲ့တိုက်ခိုင်းလိုက်ပေမဲ့ ground land ကလည်း fire type Pokemon ဖြစ်နေတာကြောင့်ချာမန်နာရဲ့မီနဲ့တထရာတဲ့ပြန်တိုက်ပြနေတာဖြစ်ပါတယ်မီနဲ့မီဖြစ်နေရကြောင်းမီကိုအားနေစီမဲ့ရေ Pokemon Square ကိုရွေးချယ်ဖို့လုပ်တဲ့အချိန်လာရာမီကလန်ရဲ့မင်းကလေးလာရာကဝင်တားလိုက်ပါတယ်တကယ်တော့ Ash တို့အခုရောက်နေတဲ့နေရာကလာရာမီကလန်ရဲ့ BB လေကွင်းဖြစ်တဲ့အပြင်အဲ့ဒီမှာရှိတဲ့ Pokemon တွေအားလုံးကိုကြုံတိုင်းဝင်ဖမ်းခွင့်မပြုတာပဲတဘာဝတိုင်းကြီးပြင်းလာစေတဲ့အတွက်အခြား Pokemon တွေတက်ပိုတန်မာလာကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်လဲတော်တို့ကိုဖမ်းဖို့လုပ်တဲ့အချိန် Ground ကဖမ်းမရအောင်တားထားတာဖြစ်ပါတယ်လာရာစီးနေတဲ့ Pokemon ကလည်းဖိုနီတာဖြစ်ပြီးပြေမခဏကိုဖွဲ့စည်းပုံကလည်းတောက်လောင်နေတဲ့မီတောက်တွေနဲ့ဖွဲ့စည်းထားတဲ့အပြင်ဖိုနီတာယုံကြည်ရတဲ့သူတွေမှပဲထိခိုက်ဝင်ရမှာဖြစ်ပါတယ်လာရာကတော့ Ash တို့ကိုဒီညပွဲတော်တစ်ခုအတွက်ဖြူစင်တဲ့အပြုံနဲ့ဖိတ်ခေါ်လိုက်ပြီးမနေ့ပြန်ဆိုရင်လည်းလာရာမီကလန်ရဲ့တန်မာတဲ့ Pokemon နဲ့ကလန်သားကိုသိရဖို့ Pokemon ပြိုင်ပွဲတစ်ခုရှိနေတာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲကိုလည်းဘယ်သူမှမဆိုဝင်ပြိုင်ခွင့်ပြုထားပြီးအနိုင်ရရင်တော့လာရာမီကလန်ရဲ့ဂုံဆောင်ကလန်သားဖြစ်လာမှာဖြစ်ပါတယ်အဲ့ချိန်မြန်စင်တဲ့တုံဝင်းသက်နေအပြင် Drodrio အုပ်နဲ့အတူထင်းချောင်းသူ Dario ကပါရောက်လာပြီးလာရာကိုမနေ့ပြန်ကသူ့ရဲ့နိုင်ပွဲဖြစ်ကြောင်းပြောသွားလိုက်ပါတယ်လာရာကတော့ Dario ဘယ်လိုလူမျိုးလဲဆိုတာကောင်းကောင်းသိနေပြီညဘက်ပွဲတော်တစ်ခုမှလည်းလာရာကိုလူများစုကမနှက်ဖြန်ပြိုင်ပွဲအတွက်အားပေးစကားပြောပေးခဲ့ကြပါတယ်အဲ့အချိန်လေကွင်းထဲမှာတော်တော်အုပ်တောင်းကျမ်းနေတဲ့အကြောင်းဒါရီယိုသတင်းလာပေးပေးချင်းမှာပဲလာရာလည်းဝင်ကင်တွေဖို့အတွက်လေကွင်းထဲကိုရောက်လာပြီးသူယုံကြည်ရတဲ့ ground land နဲ့တော်တော်ပြဿနာကိုဖြေရှင်းနိုင်လိုက်ပါတယ်ဒါပေမဲ့အလစ်တိုက်ခိုက်ခံရတာကြောင့်ဖွနီတာလည်းဟန်ချက်ပြတ်သွားပြီးလာရာကတော့ဒရောင်နဲ့မြေကြီးနဲ့မိတ်ဆက်သွားခဲ့ပါတယ်အဲ့အချိန်ဖွနီတာကိုစိတ်အေးထားဖို့နောင်ဝင်အောင်ဖြောင်းပြနိုင်လိုက်တဲ့ S ရဲ့ Pokemon ကင်တွေနိုင်ဆွမ်းကိုစိတ်တွေကနေအသိမဲ့ပြုလိုက်ပါတယ်လာရာကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့သူတွေကလည်းတီနိုကက်အဖွဲဖြစ်ပြီးအဲ့လိုလာရာပြိုင်ပွဲဝင်မပြိုင်နိုင်အောင်နောက်ွယ်ရကြိုးခဲ့နေသူကလည်းဒါရီယိုပဲဖြစ်ပါတယ်လာရာရဲ့လက်မောင်းချီနေကလည်းအရန်ကြီးမစိုးရင်ရပေမဲ့မနေ့ပြန်ပြိုင်ပွဲအတွက်ဒီလိုပုံစံမျိုးနဲ့မဖြစ်နိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်ဒါပေမဲ့လာရာပြီးရင်ဖွနီတာကိုငြိမ်အောင်ကိုင်တွင်နိုင်တဲ့သူက S ကကြံတယောက်ပဲဖြစ်တဲ့အတွက်မနေ့ပြန်ပြိုင်ပွဲအတွက်ကိုတော့ S နဲ့ဖွနီတာကိုအချိန်သက်မိအောင်လေ့ကျင့်ပြီးရတဲ့လာရာမီကလန်ရဲ့ Pokemon ပြိုင်ပွဲကလည်းစတင်ဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်ပြိုင်ပွဲမှာလည်း Misty Brown နဲ့ Pikachu တို့ကပါဝင်နေပြီးတာမန်အပြေးပြိုင်ပွဲဆိုပေမဲ့ကိုယ့်ရဲ့ Pokemon ကိုအားနေစေတဲ့အတားအဆီးတွေရှိနေတာပဲဖြစ်ပါတယ်အချို့အတားအဆီးတွေကတော့တီနိုကရဲ့လက်ချက်တွေပဲဖြစ်ပြီးဒါရီယိုပြိုင်ပွဲမှာအနိုင်ရဖို့အတွက်တစ်ဖက်ကနေတခိုးကွက်နဲ့ကူညီပေးနေတာဖြစ်ပါတယ်ပြိုင်ပွဲရဲ့ရေအတားအဆီးတွေကိုတော့ကြောက်တော့ Pokemon Trainer ဖြစ်တဲ့ Brock ကလက်လျှော့လိုက်ရပြီးရေ Pokemon Trainer တွေဖြစ်တဲ့ Pikachu နဲ့ Misty ကတော့ဆက်လက်ရှင်ပြိုင်နေဆဲဖြစ်တဲ့အပြင် S ကပါရေအတားအဆီးတွေကိုလှီလီမြဲမြဲနဲ့ဖြစ်ကျော်လာနိုင်ခဲ့ပါတယ်နောက်ထပ်ဗကန်တွေကအစာတွေအကုန်စားရမယ့် challenge တစ်ခုမှာတော့ထိတ်ဆုံးကဦးဆောင်နေတဲ့ Dario အတွက်တော့အကျက်ရိုက်နေပြီး Drodrio ကခေါင်းသုံးလို့ကိုပိုင်စိတ်3ခုရှိနေတာကြောင့်ဘယ်သူအရင်စားမလဲဆိုတာအများနေကြတာဖြစ်ပါတယ်။အဲ့ချိန် S နဲ့ဖွနီတာက challenge ကိုအသာရလေးလုပ်ပြနေတာကြောင့် Dario က Tinoket ကိုတခုခုလုပ်ဖို့လှမ်းပြောလိုက်ပါတယ်။အဲ့ဒီအတွက်လည်း Tinoket ကဝင်နောက်ရှက်တာကြောင့် Dario က challenge ကိုအောင်သွားပြီးထိတ်ဆုံးကနေဦးဆောင်နေပါတယ်။ဝင်နောက်ရှက်တဲ့ Tinoket အဖွဲ့ကို S ကပြန်ပြေးနေရင် Lara အတွက်ရှုံးပွဲဖြစ်သွားမှာကြောင့် Dario ကြောတာမခံဖို့အတွက် S ကပြိုင်ပွဲကိုဆက်လက်ဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပြီး Misty နဲ့ Pikachu ကတော့ Tinoket အဖွဲ့ကိုအချိန်ဆွဲပေးထားဖို့အတွက်နေခဲ့လိုက်ပါတယ်။ Dario ထိတ်ဆုံးကနေဦးဆောင်နေတဲ့အချိန်တောက်လောက်နေတဲ့မီတောက်တစ်ခုနဲ့အတူဖွနီတာကလည်းလှေမြန်တဲ့အမြန်နှုန်းနဲ့ Drodrio နောက်ကိုအမိလိုက်လာနေပြီးကျေလောင်နဲ့အားပေးတန်နေတဲ့အတူဖွနီတာက Drodrio နဲ့ဘေးချင်းရှီလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အနိုင်ရဖို့ဆိုရင်ဘာမဆိုလုံးမဲ့ Dario ကတော့ဖွနီတာကိုဟန်ချက်ပြအောင်လွတ်လိုက်တာကြောင့်နောက်ကျကျန်သွားပြီးအဲ့ချိန်ဖွနီတာရဲ့မီတောက်ကဘေးပတ်လေကိုပြန်သွားပြီး Pokemon ရဲ့အရှုံးမကန်ကြီးနဲ့ရွေချက်တစ်ခုကြောင့် Reverse ပြစ်စင်ငယ်ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီအချိန်ပိုင်းမှာပဲတနာယို100မိုင်နှုန်းနဲ့အမိလိုက်လာနိုင်ကအနိုင်အစည်းကိုဖျက်ကျော်နိုင်လိုက်တာကြောင့် Larami Clan ရဲ့အတော်ဆုံး Pokemon ဖွနီတာနဲ့ဂုံဆောင်ရတဲ့ကလန်သား S ကကြံနဲ့ Lara ဆိုပြီးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံး Larami Clan သား Lara ကိုနှုတ်ဆက်သွားပြီးတဲ့အချိန်မှာတော့ S တို့တငယ်ချင်းတွေ Pokemon ကိုစီဖမ်းဖို့ Safari Zone ကိုဦးတည်ပြီးလာနေပါတယ်။ကျွန်တော်ဗီဒီယိုကြည့်ရှုရတဲ့မှာ Wi-Fi နဲ့ကြည့်ရှုနေတဲ့ညိုကီတွေညမီတွေရှိရင် US နိုင်ငံရွေးလို့ရတဲ့ VPN လေးနဲ့ခန်းကြီးသွားဖို့တောင်းဆိုချင်ပါတယ်။ယခုလို10မိနစ်အထက်ဗီဒီယိုရရှိဖို့အတွက်နိုင်ပေါင်း16နိုင်တီတီပေးထားရတာကြောင့် brother တို့တွေအဆင်ပြေမဲ့ဆိုရင် like နဲ့ subscribe နှစ်ခုတည်းတစ်ခုတော့အဆင်ပြေမဲ့အရာတစ်ခုလုပ်ခဲ့ပေးဖို့မျှော်လင့်ပါတယ်။